Hello အားလုံးပဲမင်္ဂလာပါ Theory Readings by Mon Page ကနေပြီးတော့ကြိုဆိုပါရရှင်။မုံဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့ဒီ2026မေလအတော်တွင်မှာပေါ့နော်။ကြုံတွေ့ရနိုင်ခြေရှိတဲ့ဒီ message လေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးသွားမှာပါ။အဲ့တော့ Universe ကစကြဝဠာကြီးကဒီ2026မေလအတွက်ဘယ်လို message တွေဘယ်လိုသတင်းစကားလေးတွေပေးခြင်းလဲပေါ့။ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပေးသွားမှာဖြစ်ပါတယ်။ထုံးစံအတိုင်းပဲ group လေးကတော့3ခုခွဲထားပေးပါတယ်။ဒါလေးကတော့ group number 1ကိုယူထားတဲ့သူတွေအတွက်ပါဒီကဒါလေး group number 1ပေါ့နော်။နောက်တစ်ခုကကြတော့ဒါလေးကတော့ group number 2ပါ။ဒါလေးကကြတော့ group number 3ပေါ့နော်။မုံဒီတော့လက်စွပ်လေးထားပေးတယ်။အဲ့တော့ကိုကြိုက်နှစ်သက်ရာ group လေးကိုရွေးပြီးတော့လက်စွပ်လေးကိုပဲဖြစ်စေဒါမှမဟုတ်လည်း1 2 3ဆိုတဲ့ကဏ္ဍလေးကိုပဲဖြစ်စေပေါ့နော်။ကိုကြိုက်နှစ်သက်ရာဒီကဏ္ဍ group လေးကိုပေါ့နော်။ရွေးပြီးတော့အဖြေလေးကိုနားထောင်လို့ရပါတယ်။ဒါတော့ကြတော့ universe message ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့ကြိုက်တယ်လို့လေးနားထောင်လို့ရတယ်ပေါ့နော်။အဲ့တော့ကြတော့စိတ်ကိုပေါ့ပါလေးထားပြီးတော့ရွေးလို့ရပါတယ်။ရွေးဖို့အတွက်ကိုတော့အချိန်လေးခဏပေးပါမယ်နော်။ Okay ရေးပြီးတော့ပြီနဲ့တူပါတယ်အကယ်လို့များမရွေးရသေးဘူးဆိုရင်လည်းဗီဒီယိုလေးကိုခဏရက်ပြီးတော့ရွေးလို့ရပါတယ်မမကတော့အချိန်မဆွဲကြင်တော့လို့ group number 1ကနေစလိုက်မယ်ပေါ့နော်အဲ့တော့ group number 1ဒါလေးကိုယူထားတဲ့သူတွေအတွက်မှုံလို့စပြီးတော့ကြည့်လိုက်ကြရအောင်Okay ပထမဆုံးအနေနဲ့ပေါ့နော်ဒီ2026မေလအတွက်ကိုဘယ်လို message လေးပေးထားသေးလဲဆိုတာမဟုတ်လို့အရင်ဆုံးစပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ okay ပါ Three of Emotion ဆိုတဲ့ကတ်ကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ဒီကတ်လေးမှလည်းကြည့်လိုက်ကတ်ရဲ့အနေထား energy ရဆိုရင်တော့လေပြောမယ်ဆိုရင်တော့ဒီမှာလည်းရေးထားတဲ့အတိုင်းပဲပေါ့နော်ဘာရေးထားလဲဆိုတော့ wonderful news ဆိုတဲ့ကိုကဒီလာထဲမှာတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့သတင်းတွေကြားရတာမျိုးရှိတတ်တယ်တချို့ကြတော့လည်းပေါ့နော်အမှဆိုရင်ကွာတချို့ကြတော့ဒီမင်္ဂလာဆောင်တဲ့သတင်းတွေကြားရတာနောက် engagement လုပ်တဲ့စိတ်ဆက်ကြောင်းတဲ့သတင်းတွေကြားရတာနောက်တစ်ခုကကြတော့တချို့တွေကကြကိုတိုင်းကိုဝင်ရတာတချို့ကြကိုဝင်ဆောင်တဲ့သတင်းတွေကြားရတာပေါ့စသဖြင့်ကွာလို့ကလေးမွေးတဲ့သတင်းတွေကြားရတာဘွဲရတဲ့သတင်းတွေဘွဲယူတဲ့သတင်းတွေကြားရတာစသဖြင့်ပေါ့နော်လို့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေပေါ့နော်ကိုတိုင်းကိုအတွက်ပြောရတဲ့သတင်းတွေဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့ဂုဏ်ယူရတဲ့သတင်းတွေပျော်ရွှင်ရတဲ့သတင်းစကားတွေပေါ့နော်ဒီ2026မေလအတွင်းမှာဒီ group number 1ကလူတွေကတော့လက်ခံရရှိတာမျိုးတွေဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတော့တွေ့ရတယ်နောက်တစ်ခုကကြတော့ပေါ့နော်ကိုအရင်တုန်းကတငယ်ချင်းတွေတိတ်ပြီးမတွေ့တာကြားပြီးဖြစ်တယ်ဆိုတဲ့တငယ်ချင်းတွေနဲ့လည်းပြန်ပြီးတော့တွေးဆုံရတာမျိုးတွေကစားရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်အဲ့တော့ပျော်ရွှင်စရာကောင်းတဲ့အခြေအနေတွေလေပတ်လည်ဝိုင်းနေတဲ့ကာလာမျိုးဖြစ်နိုင်ပါတယ်ဆိုတာမျိုးကိုတော့ group number 1အတွက်ကိုတော့စပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီမေလကပေါ့နော်မေလပထမမေလစစချင်းကလည်းလပြည့်နဲ့စထားတာဆိုတော့ဒီ monology တွေကနေပြီးတော့ပေါ့နော်ဒီ full moon message လေးကိုလည်းမှာသွားပြီးတော့လေ monology ကနေပြီးတော့ moon oracle ကနေပြီးတော့လေကက်ကလေးတကက်ဆွဲထားတယ်ပေါ့အဲ့တော့အဓိကကတော့ဘာ message ပေးထားခြင်းလဲဆိုတော့ထပ်ကြည့်လိုက်ကြရအောင်နော်Okay, veer left into the situation and new moon စီ Aquarius ဆိုတဲ့ကကိုလာပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လေဒါကကြတော့ကိုဘာပဲလုပ်ဘယ်နေရာပဲရောက်နေပေါ့ဥမာလုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်မိသားစုထဲမှာပဲဖြစ်ဖြစ်မေတ္တာထားပြီးတော့ဆက်ဆံမှာဆိုတဲ့သဘောတရားကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ကြတော့ကိုကလူတယောက်ကိုဒီလူကိုတော့ကြည်မရလို့ဒီလူကိုတော့ကြည်ရလို့ဆိုပြီးတော့ခွဲခြားဆက်ဆံတာမျိုးတွေမလုပ်ဘဲနဲ့ situation တိုင်းမှာပေါ့အခြေအနေတိုင်းမှာကိုကတက်နိုင်ဆုံးမေတ္တာထားပြီးတော့ဆက်ဆံတယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီအခြေပေါ့နော်ဒီလုပ်ငန်းခွင်မှာဆိုရင်လည်းပို့ပြီးတော့အဆင်ပြေလာနိုင်တယ်လူမှုရေးမှာလည်းဆိုရင်လည်းပို့ပြီးတော့အဆင်ပြေလာနိုင်တယ်အဲ့တော့ဘာလေးပဲလှုပ်ဆောင်ပေါ့နော်အဓိကတော့မေတ္တာထားတယ်စေတနာထားနေတဲ့ရွေးကတော့အဆင်ပြေမှုတွေနဲ့အဆင်ပြေမှုတွေရပါလိမ့်မယ်ဆိုတဲ့ message သတင်းစကားကိုလည်းဒီမှာထပ်ပြီးတော့လက်ခံရရှိရတာမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒါကတော့ sub care message ကနေပြီးတော့ယူထားတာအဲ့တော့ဒီမေလတော်တွဲမှာကိုယူဆိုင်ဖို့အတွက်ပေါ့နော်ဒီ group number 1ကိုယူထားတဲ့သူတွေအနေနဲ့ကကိုယူဆိုင်ဖို့အတွက်ကဘယ်လိုသတင်းစကားလေးတွေဘယ်လို message လေးတွေကြားရဖို့ရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ကြည့်ပေးသွားပါမယ်Okay music တဲ့ Okay ဟုတ်ကဲ့ပါဒီ group number 1ကိုယူထားတဲ့သူတွေအတွက်ကိုပေါ့နော်သွားပြီးတော့ဘယ်လို message ထည့်ရလဲဆိုတော့ music ဆိုတဲ့ကကိုဒါရပြတာဖြစ်တဲ့အတွက်ကြောင့်မလို့လေ sound healing လိုပုံစံမျိုးပေါ့ sound healing ဆိုတာကကွာဥမာကိုကြိုက်တဲ့သချင်းချိုအေးလေးတွေနားထောင်တာမျိုးတွေလုပ်လို့ရတယ်ဒါမှမဟုတ်ရင်လည်းကွာကိုချိုအေးလေးမကြိုက်ဘူးဝုန်းတိုင်းမကြိုက်တယ်ဆိုတော့ဝုန်းတိုင်းနားထောင်ပါအဓိကတော့ကွာကိုယ့်ရဲ့စိတ်ကို relax ဖြစ်စေနိုင်တဲ့သတင်းလေးတွေပေါ့နော် group number 1ကလူတွေအနေနဲ့ကတော့နားထောင်တဲ့ဆိုတဲ့ပုံစံမျိုးကိုတော့သွားပြီးတွေ့ရတယ်အဲ့တော့ကိုကြိုက်နှစ်သက်ရာ group ပေါ့နော်ဒီဒါပေမဲ့သချင်းတွေကိုလေအရန်ကြီးအဆွေးသချင်းတွေတော့နားမထောင်စေချင်ဘူးဘာကြောင့်လဲဆိုတော့ကြတော့ group number 1ကလူတွေကကောင်းမွန်တဲ့သတင်းတွေကြားဖို့ရှိတယ်အခြေအနေတွေကလည်းချစ်ချင်းမြတ်တာတွေပြေဝနေတဲ့တချင်းပြေဝနေအောင်နေခိုင်းထားတယ်အဲ့တော့ကိုကနားထောင်တဲ့တချင်းမှာတော့အသေးကွဲတချင်းတွေနားထောင်ရင်တော့ကိုရလာမဲ့ energy ကကောင်းတဲ့ energy တွေလာဖို့ရှိတယ်ဒါပေမဲ့ကိုတန်းအသေးကွဲနေတော့တိတ်အဆင်မပြေဘူးလေနော်အဲ့တော့တချင်းတွေနားထောင်လို့ရတယ်ဒါပေမဲ့အသေးကွဲတဲ့တချင်းတွေဘဝကိုရှုံးနေတဲ့တချင်းတွေစိတ်ပြတ်ကြတဲ့တချင်းမျိုးတွေကိုတော့နားထောင်မဲ့အစားပေါ့ဥမာတချင်းထဲမှာဆိုရင်တော့ကွာမဟုတ်ဆိုရင်တော့ဒီလောက်မှာဆိုရင်တထေးဝါဒဆိုတချင်းမျိုးတွေကြိုက်တယ်စသဖြင့်ပေါ့နော်အဲ့လိုတချင်းတွေကိုဆိုရင်ကွာရွှေမုံဝင်မိုးရွာတော့အဲ့လိုစသ
ဖပြလို့ပေါ့ဗျာအတိတ်နဲ့မိတ်ကောင်းတဲ့တခြင်းလေးတွေမှုံဆိုရင်ကြိုက်တယ်ကွာအဲ့လိုမျိုးပေါ့နော်ဒါတော့မှုံပြောပြတာပါပေါ့အကြိုက်ချင်းတော့တူကျမတို့တူမယ်လေနော်အဲ့တော့ကြတော့ကိုကြိုက်နှစ်သက်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့တခြင်းနေတဲ့မှာမှဟိုအစာသားတွေကအဓိပ္ပာယ်ကောင်းမွန်တဲ့တခြင်းမျိုးလေးတွေနားထောင်တာမျိုးလေးတွေကိုတော့ realization အနေနဲ့စိတ်ပန်းဖြည့်တဲ့အနေနဲ့တော့ပြုလုပ်သင့်တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းဒီမှာလာပြီးတော့ပြသထားတာမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီဗာလေးထပ်ပြီးတော့ပေါ့နော်ဒါတော့ဒီဟို ferry Asian message ကနေပြီးတော့မှုံထပ်ပြီးတော့ယူထားတာအဲ့တော့ ferry လေးတွေနဲ့တငယ်လေးတွေကကိုယ်ဘယ်လိုသတင်းစကားလေးတွေဘယ်လို message လေးတွေပေးကြလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်โอเคတော့ဒါတဲ့အဲ့တော့ဒီမှာလေးကလေးပုံလေးတွေကိုသွားပြီးတော့မှုံသွားပြီးတော့ resonate သွားပြီးတော့တွေးမိတယ်ဘာလို့ဆိုတော့ကြတော့ဒီကလူကလူတွေကလေဟိုမှာတချို့ဆိုရင်ကွာသာသမီရဖို့အတွက်မျှော်လင့်နေတဲ့သူတွေဆိုရင်တော့ group number 1ကိုရွေးထားတဲ့သူတွေအနေနဲ့မှာကလေးရဖို့အတွက်မျှော်လင့်နေတဲ့ဆိုတဲ့သူတွေဆိုရင်တော့အခုကနေပြီးတော့3လအတွင်းအောင်မှာပဲသာသမီရတနာရတာမျိုးတောင်ရှိနိုင်တယ်เนาะဒါတော့ဟိုဂျာဖြတ်ပြီးတော့ပြောပေးတာဟိုဒီ message ကိုပြောခင်ပြောပြပေးတာဘာကြောင့်လဲဆိုတော့ကလေးနဲ့ပတ်သက်တဲ့ဟာလေးတွေတော်တော်လေးကိုသွားပြီးတွေးရတယ်ခုနကလည်း pregnancy ဆိုတာလေးတွေးရတယ်အခုလည်းကလေးထပ်ပြီးတော့တွေးရပြန်ပြီအဲ့တော့အကယ်လို့များပေါ့နော်တချို့ကကြတော့ဒီမှာ daughter ဆိုတဲ့ကုတ်လာပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလေတီလာကိုမှာပေါ့တစ်ခုသိကြတယ်ကွာခုကာလမှာကိုစိတ်ပူနေတဲ့ကိစ္စတစ်ခုရှိတယ်ဆိုရင်လည်းကိစ္စတစ်ခုရှိတယ်ဆိုရင်ကို့မှာတကယ်လို့များသမီးလေးမွေးထားတာကြီးပဲရှိတယ်ဆိုရင်ကိုသမီးလေးကိုကြည့်လိုက်ကိုသမီးလေးကပျော်ရွှင်နေတယ်ဆိုရင်အကိစ္စဆင်ပြေတယ်အဲ့ဒါမျိုးပေါ့နော်တစ်ခုကအရေးကြီးကိစ္စသွားစရာရှိတယ်ပေါ့ဒီလူနဲ့တွေ့ဖို့ရှိတယ်အဆင်ပြေပါမလားမသိဘူးကလေးကလည်းမျက်နှာလန်းနေဆိုရင်တော့โอเคငါဒီနေ့တော့ငါသမီးလည်းမျက်နှာလန်းနေငါတော့အဆင်ပြေနိုင်တယ်ဆိုရင်အဲ့လိုနမိတ်ယူလို့ရတယ်နောက်တစ်ခါကျအကယ်လို့ကိုမှသမီးမရှိဘူးဆိုလဲပေါ့နော်ဘေးနားပုံဝင်းချင်မှာလို့မိန်းကလေးပေါ့နော်ကလေးငယ်မိန်းကလေးတွေကိုကြည့်ပြီးတော့နမိတ်ယူတာမျိုးတွေလုပ်လို့ရတယ်နော်ဘာလို့ဆိုတော့ group number တစ်ကိုရွေးထားတဲ့သူတွေကကိုသိကျင်တဲ့အဖြေဘာတွေသိကျင်တဲ့တခုခုရှိပြီဆိုရင်ဘေးနားပုံဝင်းချင်မှာရှိတဲ့သမီးမိန်းကလေးတွေပေါ့သမီးမိန်းကလေးလေးတွေကိုကြည့်ပြီးတော့အတိတ်နမိတ်ယူကြည့်လို့ရတယ်ဟိုမှာကလေးလေးတွေအဆင်ပြေနေတယ်ပျော်ရွှင်နေရတွေ့ရဆိုရင်တော့ okay ဟုတ်တယ်ငါတို့နမိတ်ကောင်းတယ်ဆိုပြီးတော့မှတ်ယူလို့ရတယ်ဥပမာကထီကန်ဆန်းကျင်တယ်ပဲထားပါတော့ထီကန်ဆန်းမယ်ဆိုရင်တော့ကလေးလေးတွေရဲ့မွေးနေ့လေးတွေထိုးလိုက်တာကို့မှာကလေးလေးရှိတယ်သမီးလေးရှိတယ်ဆိုသမီးလေးရဲ့မွေးနေ့ထိုးလိုက်တာမျိုးတို့တော့သမီးလေးယူခိုင်းတာမျိုးတို့ဒါမှမဟုတ်ကလေးလေးတက်ကိုယူခိုင်းလိုက်တာမျိုးပေါ့နော်ဒါမျိုးလေးလုပ်မယ်ဆိုရင်လည်းကွာထီပိုင်းတော့ကန်ဆန်းလို့ရတာမျိုးပေါ့ပေါက်တာမျိုးတွေအားစားဖြစ်နိုင်တယ်ပေါ့ဒါလေးကတော့ပြောပြတာပါအဲ့တော့ group number 1အတွက်ကတော့ကို့မှာသမီးမိန်းကလေးတွေရှိတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့ဒီကလေးကကို့အတွက်အကျိုးပေးတဲ့ကလေးမျိုးဖြစ်နိုင်တဲ့အလားအလာရှိတယ်ကလေးကိုကြည့်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့အရေးကြီးကိစ္စတွေဆောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်အဆင်ပြေတာမျိုးတွေများနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ group number 1ကိုရွေးထားတဲ့သူတွေအတွက်ပေါ့ဒါကတော့အခြေရေးပေါ့နော်အခြေရေးကို့မှာ relationship ရှိတဲ့သူပဲဖြစ်စေ single ပဲဖြစ်စေပေါ့နော်ဒီအခြေရေးနဲ့ပတ်သက်ပြီးတော့ဟိုဒါတော့အခြေရေးသိကျင်တဲ့သူတွေတော့မှုံဆက်ကြည့်ပေးရပါပေါ့နော်ဒါတော့မသိကျင်တဲ့သူဆိုရင်တော့ group number 1ကဒီလောက်နည်းနေပြီးပေါ့ဒါပေမဲ့ဒီသိကျင်တဲ့သူတွေတော့ကိုမှုံဆက်ပြီးတော့ဒီတက်ကလေးဆက်ပြီးတော့ကြည့်ပေးသွားပါမယ်โอเคပါအဲ့တော့ကြတော့ group number 1ကိုယူထားတဲ့သူတွေအတွက်ကတော့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့ဆိုရင်တော့လက်ရှိအခြေအနေ situation မှာချစ်သူကြီးသားရှိတဲ့သူတွေအိမ်အောင်ရှိတဲ့သူတွေအနေနဲ့ကလည်းကိုယ်နဲ့သူနဲ့ကြားထဲမှာလေတိတ်ပြီးတော့ chemistry မမိနေတာမျိုးတွေရှိနိုင်တယ်အပေးယူမများနေတာမျိုးတိတ်ပြီးနားလည်းမရှိနေတာမျိုးကိုကဖြစ်နေတာတခုသူလုံးနေတာတခုကိုကဒါဆိုသူကဟိုကသူနဲ့ကိုယ်နဲ့ကြားမှာနည်းနည်းလေးတော့ဒီလာထဲမှာကတော့ကစားလေးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွားပြီးတွေ့ရတယ် chemistry တိတ်မမိနေတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွားပြီးတွေ့ရတယ်နောက်တစ်ခါကျတော့ group number 1ကိုယူထားတဲ့သူတွေအတွက်ပေါ့အကယ်လို့များ single လေးတွေဆိုရင်လည်းဒီလာထဲမှာတော့ချစ်သူကြီးသားတော့မရနိုင်သေးဘူးအကယ်လို့ကိုရှိမှာ easily လုပ်နေတဲ့သူတွေပဲရှိတယ်ဆိုရင်လည်းအရင်ကသူနဲ့ကိုယ်နဲ့ chemistry မိတယ်လို့ထင်ရပေမဲ့ဒီလာထဲမှာတော့ chemistry တိတ်မမိနေတယ်လို့ခံစားရတယ်ဆိုတဲ့ပုံစံမျိုးတွေတွားပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တိတ်ပြီးတော့တောင်းတောင်းရပေါ့နော်ဒီအချိတ်ဆက်တိတ်မမိနေဘူးဆိုတဲ့ပုံစံမျိုးတွေရှိနိုင်တယ် crush တွေပဲရှိရင်လည်းအဲ့လိုပဲပေါ့သူနဲ့ကိုယ်နဲ့ကြားထဲမှာအဆင်မပြေတာမျိုးလေးတွေကစာကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွားပြီးတွေ့ရတယ်လောလောဆယ်တော့ group number 1ကကြံတဲ့ကိစ္စရက်တွေမှာအဆင်ပြေမှုတွေများနိုင်ပေမဲ့အခြေကြီးကတော့အရန်ကြီးအဆင်မပြေနိုင်သေးဘူးဆိုတဲ့အနေအထားမျိုးတွေ energy မျိုးတွေကိုတော့တွေ့ရပါတယ်အဲ့တော့မှောက်ရဲ့ဒီ group number 1တော့ကတော့ဒီလောက်ပါပဲမှောက်ရဲ့ဗီဒီယိုလေးကိုသဘောကျရဲဆိုရင်တော့အခြားသူတွေကြည့်လို့ရအောင် like and share လေးပြုလုပ်ပေးသွားကြပါအောင်เนาะအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်Okay group number 2ပေါ့နော်ဒါလေးကိုရွေးထားတဲ့သူတွေအတွက်ပုံလို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်မြင်ရလားတော့မသိဟုတ်ပြီနော်ဒါလေးကိုရွေးထားတဲ့သူတွေပုံဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ပေါ့နော် Tarot လေးနဲ့ဘယ်လို message ပေးထားလဲဆိုတော့အရင်စပြီးတော့ကြည့်လိုက်ပါမယ်အဲ့တော့စစ်စာဝလာကြီးက universe က group number 2ကိုရွေးထားတဲ့သူတွေကိုဘယ်လို message လေးပေးထားလဲဆိုတော့ကြည့်လိုက်တဲ့အခါကျတော့messenger တော့ဆိုတဲ့ကိုလာပြတယ်အဲ့တော့ကျတော့ဒီလာထဲမှာပေါ့နော်ဥပမာတချို့ဆိုရင်ပြောရမယ်ဆိုရင်တော့အခုမှကအလုပ်ပေါ့နော်ဟာမှာတော့ project တစ်ခုလုံးမဲ့သူတို့အလုပ်တစ်ခုလုံးမဲ့သူတွေဆိုရင်တော့ဒီလာထဲမှာအဆင်ပြေနိုင်ခြေရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီလာထဲမှာကိုယ့်အတွက်ကအသစ်တော့အရာတွေလုပ်ဖို့အတွက်ဆိုရင်တော့အဲ့ဒါတွေအတွက်ကပြောရမယ်ဆိုရင်တော့ဒီလာထဲမှာပေါ့နော်ဒီလမ်းတွေကပွင့်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်။နောက်တစ်ခုကကျကိုလိုအပ်နေတဲ့သတင်းစကားတွေအချက်လက်တွေဆိုရင်လည်းဒီလာထဲမှာလက်ခံရရှိရမျိုးတွေဖြစ်နိုင်တယ်။ဥပမာကိုအလုပ်တစ်ခုရှောက်ဖို့ရှိတယ်။ဒီလုံးနဲ့ပတ်သက်ပြီးတော့ဘယ်ကနေစရှောက်အောင်မသိဘူးဆိုရင်ကိုတယောက်ကလာပြီးအဲ့ message လာပြီးသွားတာမျိုးတွေအစားရှိတတ်တယ်ပေါ့။အဲ့တော့ group number 2ကိုယူထားတဲ့သူတွေအနေနဲ့ကလေအတတ်နိုင်ဆုံးကလေ့
လာစီးပူးမှုတော့အားကောင်းမှုတော့လိုတယ်ပညာရေးမှာပဲဖြစ်ဖြစ်အလုပ်ကိုင်မှာပဲဖြစ်ဖြစ်အဆင်ပြေခြင်းနဲ့ဆိုရင်တော့ကိုကတခုဆိုရင်လေအဆင်မပြေပါဘူးငါတော့အဲ့ဒါဘာလို့ဘယ်ကစလောက်မှမသိပါဘူးဆိုတာမျိုးတွေးနေမဲ့အစားပေါ့ဟိုစပြီးတော့လေ့လာတာတွေစီးပူးတာတွေလုပ်ကြည့်ပါဘာလို့ဆိုလမ်းနဲ့လုံမှပဲပေါ့နော်သူကဘယ်လိုပြောရမလဲလေ့လာမှစီးပူးမှလမ်းကြောင်းတွေကပွင့်လာမှလမ်းကြောင်းတွေကပွင့်လာတော့မှပဲအဆင်ပြေတယ်ဆိုတဲ့အနေအထားမျိုးတွေရောက်လာမှာပေါ့ဘာမှမလုပ်ဖဲနဲ့ဘာမှမလေ့လာပဲနဲ့ပေါ့နော်ဒီငါတော့မရတော့ပါဘူးငါတော့ဘာမှအဆင်မပြေနေပါဘူးဆိုပြီးတော့ပေါ့နော်ဒီနေတဲ့အခြေအနေတော့မဟုတ်ဘူးအဲ့တော့ group number 2ကိုရွေးထားတဲ့သူတွေအနေနဲ့ကမေလာတော့တွဲမှာလေ့လာစီးပူးမှုအားကောင်းမယ်တခုခုဆိုရင်သိကြတဲ့စိတ်ဘာလေးတော့ဘယ်နေရာမှာတော့ဘာဖြစ်နေလဲဟဲ့ဘယ်နေရာမှာတော့ဘာဖြစ်နေလဲဘယ်နေရာမှာတော့ဘာလေးလဲရှိရဲဆိုအဲ့လိုပဲ information တွေပေါ့နော်သတင်းချက်လက်တွေမများသိလေဒီမေလာကအဆင်ပြေနိုင်လေဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကတော့မွန်မစိတ်ကနေပြီးထားတာ monology ကနေယူထားတာပေါ့အဲ့တော့ကိုကိုလာကြီးရရောဘယ်လိုသတင်းစကားတွေပေးကျင်နေရလဲဆိုရင်ပတ်သက်ပြီးတော့မှုံဆက်ပြီးတော့ကြည့်ပေးလိုက်ပါမယ်ကြည့်လိုက်တဲ့အခါကျ a time to give rather than take တဲ့အဲ့တော့ဒီ group number 2ကိုယူထားတဲ့သူတွေကလေတခုခုဆိုရင်ကိုကလေပြောရမယ်ဆိုရင်ရယူချင်တာပေါ့နော်ဘယ်သူမှဆိုရယူချင်ပါပဲတခုဆိုရင်ကလိုချင်ကောင်းတာလိုချင်လားလိုချင်တာပေါ့ပျော်ရှင်စရာလိုချင်လားလိုချင်တာပေါ့ဆိုတာများမှာပဲဒါပေမဲ့ကောင်းတာတွေလိုချင်တယ်ပျော်ရှင်တာတွေကိုကဒီလမှာကလေယူဖို့ထပ်ပေးဖို့ပို့ပြီးတော့စဉ်းစားတဲ့နေဆိုတဲ့ပုံစံမျိုးကိုလည်းဒီမှာသွားပြီးတွေ့ရတယ်ဥပမာဆိုရင်တခုခုဆိုရင်ကကိုကလူတွေကငါရကျင်တယ်ဆိုတာနေစဉ်းစားတယ်ငါဒါလေးငါရကျင်တယ်သူများလည်းဒါတွေရကျင်ပါပဲဆိုတာမျိုးပေါ့ဥပမာကအစားကောင်းလေးစားကျင်တယ်အစားကောင်းစားကျင်တယ်ဆိုရင်ကိုလည်းစားကျင်တယ်သူများလည်းစားကျင်ပါပဲအဲ့တော့ငါလည်းသူများကိုကြွေးအောင်မှဆိုတဲ့ပုံစံမျိုးလေးလုပ်မယ်ဆိုရင်ပိုကောင်းတယ်ပေါ့အဲ့တော့ဒီခုနံပါတ်2ကလူတွေကလည်းတကယ်လည်းပြောစရာမလိုတော့ပါဘူးပြောရမယ်ဆိုရင်တော့သူများကိုပေးတာကမ်းတာကြွေးရမွေးတာဝါသနာပါတဲ့သူတွေများနိုင်ပါတယ်အဲ့တော့ကိုအဲ့ဒါလေးလုပ်ပြီးလေလုပ်လေပေါ့ကိုဘွားကပို့ပြီးတော့အဆင်ပြေနိုင်လေဖြစ်နိုင်တယ်အရင်ကကိုကတိတ်ပြီးတော့ကြွေးမွေးတိတ်ဝါသနာမပါဘူးဆိုတော့ဒီလာထဲမှာပို့ပြီးတော့လုပ်တဲ့နေပေါ့ဘာလို့ဆိုခုနံပါတ်2ကိုယူထားတဲ့သူတွေကအဲ့လိုသူများကိုပေးကမ်းမှုရက်ရောလေဘွားကပို့ပြီးတော့အဆင်ပြေနိုင်လေပေါ့ဥမာပေးချင်ကမ်းချင်တဲ့စိတ်ကြောင့်ပေးနိုင်ကမ်းနိုင်တဲ့ဘွားကိုပို့ရောက်နိုင်တယ်နောက်တစ်ခုကကြတော့ကိုကသူများကိုပေးဖို့အတွက်အများနဲ့ဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကပေးနိုင်တဲ့အဘွားမှာပဲပို့ပြီးတော့ရပါတော့နေရတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်ပါလိမ့်မယ်ဆိုပြီးတော့လေသတင်းစကား message လေးပေးထားတာမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ခုနံပါတ်2ကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော်ဒါတော့ self care ပေါ့အဲ့တော့ဒီလာထဲမှာကိုယ့်ကိုဂရုစိုက်ဖို့အတွက်ကောကိုယ့်ကို self care လုပ်ဖို့အတွက်ကောဘယ်လိုမျိုးလေးလုပ်တင်လဲဆိုတာပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဂျာနယ်ရေးခိုင်းပါတယ်အဲ့တော့ခုနံပါတ်2ကိုရွေးထားတဲ့သူတွေအတွက်ဂျာနယ်လင်းလုပ်ပါပေါ့ဂျာနယ်လုပ်တယ်ဆိုတာဘာလဲဆိုစာရေးတာဆိုတော့ဥမာဆရာမရဲ့ကျမဘာစာရေးရမှာလဲကျွန်တော်ဘာစာရေးရမှာလဲဆိုရေးချင်တာရေးလို့ရတယ်ဒါနဲ့လင်းကကြောင့်ကိုယ်စိတ်ထဲမှာရှိနေတဲ့အကြောင်းအရာတွေကိုကိုယ်ဖွင့်ချပြတာပေါ့စိတ်ထဲမှာပဲထားမနေဘဲနဲ့ရေးချပလိုက်တယ်ဥမာဒီနေ့ဒေါသထွက်စရာတွေးလာတယ်ဒေါသထွက်လိုက်တာဆိုတုံးတွေးနေမယ်ဆိုဒေါသထွက်စရာကိုချရေးလိုက်ရင်စိတ်ကပိုပေါ့သွားတယ်အဲ့လိုမျိုးသဘောမျိုးပေါ့အဲ့တော့ဂျာနယ်လင်းလုပ်တဲ့နယ်ပေါ့နော်တနေ့တာလို့နေ့စဉ်လုပ်နိုင်တော့ကောင်းတယ်ဒီနေ့တရက်တာတော့ငါဘာလေးတော့ဖြစ်ခဲ့တယ်ဆိုနေ့စဉ်ရေးနိုင်တယ်ဆိုလဲကောင်းတယ်ဒီလိုမရေးနိုင်ဘူးဆိုရင်လည်းနည်းနည်းပေါ့နော်စိတ်ကတိကောက်ဖြစ်တဲ့နေ့တွေတို့ဘာလို့လဲစိတ်အစ်မပြေနေတဲ့နေ့တွေဆိုရင်တော့ကိုဂရုစိုက်ဖို့အတွက်ပို့ပြီးတော့စိတ်မြန်တန်တတ်တာဖို့အတွက်ဆိုရင်တော့စာရေးခြင်း technique ကိုလုပ်တင်ပါတယ်ဆိုတာမျိုးကိုလည်းဒီမှာ message ထပ်ပေးထားတာမျိုးကိုတွေ့ရပါတယ်အဲ့တော့အကယ်လို့စိတ်မကောင်းဖြစ်စရာကြုံတာပဲဖြစ်စိတ်တစ်ခုခုပေါ့နော်အစမပြေတာရှိတယ်ဆိုရင်တော့စာချရေးပါစာချရေးပြီးတော့အဲ့စာကိုမှုံဆွေးဘယ်လိုလုပ်လဲဆိုရင်တော့စာချရေးတယ်ကွာရေးပြီးသွားပြီဆိုအဲ့စာကိုဖျဲလိုက်တာတို့မီးရှို့လိုက်တာတို့ဒါမျိုးတွေလုပ်လိုက်တယ်ဘာလို့ဆိုတော့တနည်းအားဖြင့်လည်းစိတ်ကလည်းပို့ပြီးတော့ပေါ့ပါသွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးလှုပ်တင်ပါတယ်နောက်တစ်ခုကကြတော့ဒါကတော့ agent ဒီ ferry message တွေကနေပြီးမှုံယူထားတာပေါ့နော်အဲ့တော့ ferry message ကရောကို ferry ပေါ့နတ်တငယ်လေးတွေကဘယ်လို message လေးတွေပေးခြင်းလဲဆိုတာလေးကိုမှုံဆက်ပြီးတော့ကြည့်ပေးသွားပါမယ် perfect timing နဲ့ okay ပါအဲ့တော့ group number ပေါ့နော်ဒီနံပါတ်2ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့ခုနကတော့ကလည်းဒီမှာလေး moving forward လုပ်ဖို့အတွက် move forward ဆိုတဲ့စကားလုံးဒီမှာလည်းပါတယ်ဒီမှာလည်း move forward ဆိုတော့လည်းသွားပါတာကိုသွားပြီးတော့စကားလုံးတူတာလေးမှုံသွားပြီးတတိထားမိတယ်အဲ့တော့ဒီလကလေကိုတိုးတက်မှုပေါ့ဒီမေလကတိုးတက်မှုရှေ့ကိုတိုးတက်ဖို့အတွက်ပြောမယ်ဆိုရင်တော့ဒီအချိန်ကောင်းနဲ့ရောက်နေပြီဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေ့ရတယ်တခုခုဆိုရင်ကိုကဒီလာထဲမှာအလုပ်သစ်စားရင်လုပ်ဖို့အလုပ်သစ်စားလုပ်ဖို့စဉ်းစားနေတဲ့သူတွေဆိုရင်စလုပ်တင်လားဆိုရက်စလုပ်တင်တယ်ဘာလို့ဒီလကပညာတော်တင်မှုရှိတယ်တင်တန်းတက်ရင်ကောင်းလားမသိဘူးတက်တင်တာဒါမျိုးပေါ့နော်ကိုယ့်အတွက်ကွာလို့တိုးတက်ကြောင်းတွေလုပ်ဖို့အတွက်လုံးဝ perfect timing ပါပဲတခုဆိုရင်ငါတော့ဒီတိုင်းပဲနေခီးသွားရင်ကောင်းမလားမသိဘူးတွေးမနေနဲ့သွားလိုက်ငါဘာလို့ရင်ကောင်းမလားမသိဘူးလှုပ်စားချလိုက်ပါဆိုတော့ဒီကာလကရှေ့တို့ပေါ့နော်ကိုယ့်အတွက်လို့ personal development တို့ career development တို့ဖြစ်ဖို့အတွက်ရှေ့တို့လှမ်းချီပေါ့နော်ရှေ့တို့လှမ်းချီရဲ့တင်တဲ့ကာလထဲမှာရောက်နေပါတယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေးရပါတယ်အဲ့တော့ group number 2အတွက်ကတော့ moving forward လုပ်ဖို့အတွက်အချိန်ကောင်းပါဘာလို့ဘာပဲဘလို့ခြေလမ်းပဲဖြစ်ဖြစ်ပထမဆုံးခြေလမ်းကိုစလိုက်ပါခြေလမ်းစနေတဲ့သူတွေတော့ကလည်းဆက်တာလှမ်းပါဘာလို့ဆိုကိုယ့်အတွက်ပေါ့နော်ဒီကောင်းမွန်တဲ့အချိန်ကောင်းမွန်တဲ့နေရာ
ကောင်းမွန်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်အများကြီးတွန်းအားပေးမဲ့လာထဲမှာပါပါတယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ကြတော့နောက်တစ်ခုကတော့ဒါတော့အခြေရေးပေါ့နော်အဲ့တော့အခြေရေးနဲ့ပတ်သက်ပြီးတော့သိကျင်တဲ့သူတွေတက်တော့ဒါလေးဆက်နာထောင်လို့ရသေးတယ်ပေါ့နော်အဲ့တော့ group number 2အတွက်ကိုအခြေရေးမှာတော့ဒီ relationship ရှိတဲ့သူတွေ single တွေအိမ်အောင်တွေဒါအကုန်လုံးတော့ကိုမှုံချုံပြီးတော့ဒီကထက်နဲ့ကြည့်ပေးသွားမှာပေါ့နော်အဲ့တော့အခြေရေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဘာသာတွေ့လာလဲဆိုရင်တော့ calling your soulmate တဲ့ okay ပါအဲ့ calling your soulmate ဆိုတဲ့ကက်ကိုလာပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လေအခုချိန်မှာကိုအခြေရေးစင်မပြေနေတဲ့သူတွေဟောထားပါတော့အချစ်သူရေးသားရှိရဲကွာသူနဲ့ကိုနဲ့အစင်မပြေနေဘူးဆိုရင်လည်းကိုကဆူတောင်းဆန္ဒပြုတာလုပ်ကြည့်ဒီလိုကသာတကယ်လို့ကိုအတွက် right partner right person ဆိုရင်သူနဲ့ကိုနဲ့အဆင်ပြေလာပါစေပေါ့တကယ်လို့သူနဲ့ကိုနဲ့ right partner right person မဟုတ်နေဘူးသူကကိုအတွက် soulmate မဟုတ်နေဘူးဆိုရင်လည်းကိုအတွက် soulmate ကိုအလင်းပြပါဆိုပြီးတော့ဆူတောင်းတာမျိုးတွေလုပ်ရဲတယ်ဆိုရင်လုပ်ကြည့်စေချင်ပါတယ်ပြောရမယ်ဆိုရင်တော့တချို့ချစ်သူရေးသားမရှိနေတဲ့သူတွေလည်းမေလာထဲမှာလေနော်ဒီချစ်သူရေးသားရဖို့အတွက်ကိုတေချာလေးဆူတောင်းတာမျိုးတွေလုပ်ကြည့်ပါကိုယ့်ရဲ့ angel တွေကိုယ့်ရဲ့ guidance တွေကိုယ့်ရဲ့ပေါ့နော်ဒီတကယ်ကိုမှဟိုပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့အဆောင်ရှောက်တွေကိုတိုင်တယ်ပြီးတော့ကိုနဲ့ဒီပတ္တနာဖြစ်လာမဲ့သူနဲ့တွေ့ဆုံပေးရစီဆိုပြီးတော့ဒေတာလေးဆူတောင်းဆန္ဒပြုမယ်ဆိုရင်တော့သူတို့ကကူညီပေးရမျိုးတွေရှိလာပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်အဲ့တော့အခြေရဲ့အိမ်အောင်ရဲ့အစင်မပြေနေတဲ့သူတွေလည်းဆူတောင်းမြတ်တာပို့ကြည့်ကိုယ့်ရဲ့ပတ္တနာကိုလည်းမြတ်တာပို့ကိုယ့်ရဲ့အဆောင်ရှောက်တွေကိုလည်းမြတ်တာပို့ပြီးတော့ဆူတောင်းတာမျိုးတွေလုပ်ကြည့်ပြန်အစင်ပြေတာမျိုးတွေဖြစ်နိုင်တယ်စစ်သူရေးသားမရှိနေသေးတဲ့သူတွေဆိုရင်လည်းဒီစိုးမိတ်ရဖို့အတွက်ပတ္တနာရဖို့အတွက်ကိုဆူတောင်းဆန္ဒတွေဒေတာပြုလုပ်မယ်ဆိုရင်တော့ဒီလာလည်းတော့ချက်ချင်းရကြမှာတော့ရမယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီအကြောင်းနဲ့တော့အချိန်တူမှာမဟုတ်ဘူးဘာလို့ဒီဗီဒီယိုကြည့်တဲ့သူတွေကဟိုလူပေါင်းဆိုကြည့်ပါလေနော်သူကအနည်းဆုံးတော့10ရောက်တော့ကြော်မှာပဲအဲ့တော့တယောက်နဲ့တော့အချိန်တော့တူနိုင်မှာမဟုတ်ဘူးဒါပေမဲ့လည်းကိုနဲ့တင်းတော်တဲ့အချိန်ကိုကိုယ့်ရဲ့ပတ္တနာဒီကိုယ့်ရဲ့အဆောင်ရှောက်တွေကပေါ့ကိုယ့်စီကိုပတ္တနာတွေပေးဖို့လာပါလိမ့်မယ်ဆိုတဲ့ message မျိုးကိုတော့ဒီမှာလာပြီးတော့ပြသထားတာမျိုးကိုတွေ့ရပါတယ်အဲ့တော့ group number 2အတွက်ကတော့ဒီလောက်ပါပဲပုံရဲ့ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့အခြားသူတွေကြည့်လို့ရအောင် like ရှင်းလေးပြုလုပ်ပေးသွားကြပါဦးနော်နောက်တစ်ခုကတော့ group number 3လေးကိုဆက်ပြီးတော့ကြည့်ပေးသွားပါမယ်Okay group number 3ပေါ့နော်ဒါလေးကိုရွေးထားတဲ့သူတွေအတွက်မဟုတ်လို့ပထမဆုံးအနေနဲ့ပေါ့နော်ထဲရိုလေးနဲ့ဒီမေလာအတွက်ကိုဘယ်လို message လေးပေးထားလဲဆိုတော့ပထမဆုံးစပြီးတော့ကြည့်ပေးသွားပါမယ်အဲ့တော့ group number ဒီ3အတွက်ကိုစပြီးတော့ကြည့်လိုက်ပါမယ်six of emotion ဆိုတဲ့ကတ်ကိုကြာပြထားတယ်အဲ့တော့ six of emotion ဆိုတဲ့ကတ်ကိုပြနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလာထဲမှာတချို့တွေကကြတော့ဘယ်လိုဖြစ်တယ်လဲဆိုရင်ကွာအတိတ်ကာလတုန်းကပေါ့နော်ဟိုပျော်ရွှင်စရာကောင်းတဲ့အရာတွေကိုလည်းပြန်ပြီးတော့အမှတ်ရတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ပေါ့နော်ဒီကောင်းတာတွေရောဆိုးတာတွေရောပြန်အမှတ်ရလိမ့်မယ်ကွာဒီလာထဲမှာငါအရင်တော့ဘယ်နေရာလေးသွားခဲ့ဘူးလားဟဲ့ဒီလာထဲမှာတချို့ဆိုရင်လည်းရီစာဟောင်းနေပါတွေကစားပြန်လွမ်းတာမျိုးတွေကစားရှိတတ်တယ်နောက်တချို့ကျတော့အတိတ်ကလူတွေနဲ့ပြန်တွေ့ရမျိုးလည်းရှိနိုင်တယ်ဒီလာထဲမှာကလေဟိုအသက်တွေဆက်ဖြစ်တာမျိုးထက်ကွာဒီလာမှာကလို့အဟောင်းနေပေါ့နော်တကြောပြန်ကိုယ့်ဘွားတွေကိုပြန်ဝင်လာတာမျိုးတွေဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတော့တွေးရပါတယ်အဲ့တော့အရင်တော့ခင်ငယ်ဘူးတဲ့မိဟောင်းဆွေဟောင်းနေနဲ့ပြန်တွေးရတာတချို့ကျတော့အဲ့လိုပေါ့နော်ရေဆက်ရှိသေးတယ်ပေါ့နော်ရေဆက်ရှိသေးတဲ့ချစ်သူရေးစားတွေပါနေဆိုရင်လည်းကိုယ့်ဘွားတွေကိုပြန်ဝင်လာတာမျိုးတွေကစားရှိနိုင်တယ်နောက်တစ်ခုကကျတော့ဘွားကလေပြောရမယ်ဆိုရင်တော့နောက်ကကျကိုယ့်ရဲ့ပေါ့နော်ငယ်ဘွားတုန်းကကိုငယ်ဘွားတုန်းကကိုသွားခဲ့ရတဲ့နေရာလေးတွေငယ်တော့လောက်ခဲ့ကျင်တဲ့အရာလေးတွေလည်းပြန်လုပ်ဖြစ်တာမျိုးတွေရှိနိုင်တယ်ငယ်တော့ကွာဒီလိုမျိုးလေးပေါ့နော်ထားပါတော့ငယ်တော့ဒီမုံလေးသိပ်စားကျင်ခဲ့တာဒါပေမဲ့မစားနိုင်ခဲ့ဘူးဆိုရင်ဒီအခုဒီချိန်မှာပြန်စားဖြစ်သွားတာမျိုးစားနိုင်တာမျိုးပေါ့ဒါတော့ဥပမာနဲ့ပြောပြတာအဲ့တော့ငယ်တော့လုပ်ချင်တယ်ဆိုတဲ့အရာတွေလုပ်ခွင့်မရခဲ့တဲ့အရာတွေလည်းပြန်လုပ်ခွင့်ပြန်လုပ်ရပြီးတော့ကိုယ့်ရဲ့ inner child လေးပေါ့ကိုယ့်ရဲ့အတွင်းထဲမှာရှိတယ်မှုံတို့ရဲ့ခန္ဓာကိုယ်ထဲမှာ inner child လေးတွေရှိတယ်အဲ့လိုကလေးလေးပေါ့မှုံတို့ငယ်လေးပေါ့မှုံတို့ကလေးလေးပေါ့ကလေးဘွားတော့မရခဲ့တဲ့အရာလေးတွေပြန်လဲပြီးတော့ပြေးွာလာမျိုးတွေပေါ့အဲ့လိုအခြေအနေမျိုးလေးတွေလည်းရှိနိုင်နေဆိုတဲ့ပုံစံမျိုးတွေကိုလည်းဒီမှာလာပြီးတော့ပြသထားတာမျိုးကိုတွေ့ရပါတယ်အဲ့တော့လူဟောင်းနေမိဟောင်းနေဆွေဟောင်းနေနဲ့ပြန်လဲတွေးဆောင်ရနိုင်တယ်လို့ကိုအတိတ်တုန်းကကလေးတုန်းကမဖြစ်ခဲ့တဲ့မပြေခဲ့တဲ့ဆန္ဒတချို့လည်းပြန်လဲပြီးတော့ပြေးွာလာတာမျိုးတွေပြန်ပြီးတော့ဘာလို့မပျော်ခဲ့ရတဲ့အခြေအနေတွေကနေပြန်ပြီးပျော်ရွှင်ရတယ်ဆိုတဲ့အနေအထားမျိုးလေးတွေလည်းဖြစ်လာဖို့ရှိပါတယ်ဆိုတာမျိုးကိုတော့ group number 3မှာတော့တွေ့ရပါတယ်နောက်တစ်ခုကတော့ဒါတော့ more message ပေါ့နော်ဒီလာကြီးကကိုကိုပေးခြင်းတဲ့သတင်းစကားတွေကို message တွေကိုလည်းပုံထပ်ပြီးတော့ကြည့်ပေးသွားပါမယ်Okay ဒါကတော့ your commitment is being tested ဆိုတဲ့အတိုင်းပဲဒီ group number 3ကိုရွေးထားတဲ့သူတွေကလေတချို့ကကြတော့ဗာလဲဆိုတော့ဥမာတချို့ကကြဘယ်လိုမျိုးရှိလဲဆိုရင် commitment ဆိုတာကိုယ်ခတိစကားဥမာကွာတချို့ရရှိမယ်ဒီ2026ငါတို့2026ထဲမှာငါဝိတ်ကြကိုကြားရမယ်ဆိုပြီးတော့ဂတိကိုပေးထားတယ်ဒါပေမဲ့ဝိတ်ကြအောင်ကိုလုပ်ခဲ့ပြီးဆိုမလုပ်ခဲ့ရသေးဘူးဆိုရင်တော့ဒီလာထဲမှာကိုယ်မေးခွန်းတွေပြန်ထုတ်လာနိုင်မယ်နင်တကယ်ဝိတ်ကြအောင်လုပ်နေပြီလားမလုပ်ရသေးဘူးမလားဆိုပြီးကိုယ် universe ကဆက်ကြဝဠာကြီးကဒီပေါ့လာမင်းရကိုလာပြီးတော့ test လာလုပ်လိမ့်မယ် test လာလုပ်မယ်ဆိုတာလာပြီးစမ်းသပ်မှာအဲ့လိုပဲပေါ့ကွာဟာငါဒီနှစ်ထဲတော့ငါဘာကိုရမယ်ဟိဒီနေ့တော့ငါဘာကိုလုပ်မယ်ဟိဆိုပြီးတော့နှစ်စတုန်းကလုပ်ခဲ့တဲ့ရည်ရွယ်ထားတဲ့အရာတွေရည်ရွယ်ချက်တွေရှိမှာပဲကိုစီရှိမှာပဲနှစ်စပဲဖြစ်အရင်တော့ရှိခဲ့မှာပဲဖြစ်ချင်တယ်ဆိုတဲ့အရာတွေရှိမှာပဲအဲ့ဖြစ်ချင်တယ်ဆိုတဲ့အရာတွေနဲ့ကိုတကယ်ထိုက်တန်ပြီလားဆိုတဲ့မေးခွန်းကိုမေးပါမထိုက်တန်သေးရင်တော့တေချာပြန်ကြိုးစားဖို့လိုပါလိမ့်မယ်ဘာလို့ဆိုတော့မထိုက်တန်သေးတဲ့သူတွေကိုလည်း तू ကပြောရမယ်ဆိုရင်နင်ဒါကြောင့်မရသေးတာတော့ဆိုပြီးမိမောင်းထိုးပြမှာ
ဥပမာကွာထားပါတော့ပေါ့နော်ဒါမှမဟုတ်ဒီလိုပြောမယ်weight ကြတာနဲ့ပဲမဟုတ်ဥပမာပေးလိုက်မယ်ကွာကိုက weight ကြအောင်လုပ်မယ်လို့ရည်ရွယ်လာတယ်ကွာဒါပေမဲ့ဒီနှစ်ထဲမှာကွာအစားတော့မရှောင်နေဘူးဆိုရင်ကိုအစားတော့မရှောင်နေဘူးနော်ဆိုတာကိုတယောက်ကလာပြောသွားတာမျိုးဖြစ်နိုင်တယ်ဟဲ့နေစားမှမရှောင်မလျှော့တာအစားမှမလျှော့မှတော့နေဘယ် weight ကြမလဲဆိုတယောက်ကလာပြောတာဒါမှမဟုတ်တယောက်ကလာမပြောဘူးကိုပြန်တွေးမိသွားတာမျိုးပါစားသက်ဖြင့်ကွာအဲ့လိုပြောရမယ်ဆိုရင်တော့ဒီ you are commitment being tested ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ကိုအဆင်မပြေနေတာကိုလှုပ်နေတယ်ကွာဒါပေမဲ့လှုပ်တယ်လှုပ်ချင်အောင်ဆောင်နေလည်းဖြစ်နေတယ်တကယ်လှုပ်နေလည်းဖြစ်နေတယ်ဒါပေမဲ့လှုပ်နေတဲ့နေရာမှာလိုအပ်ချက်ရှိနေတယ်ဆိုရင်တော့အဲ့ဒီအရာတွေကိုပေါ့နော်လာပြီးတော့ဘေးကပတ်ဝန်းကျင်ပဲဖြစ်စေတယောက်ကပဲဖြစ်စေလာပြီးတော့လက်ညှိုးလာထိုးတာမျိုးပြောပြတာမျိုးတွေပေါ့နော်ကိုပြုတ်ပြင်ရမယ်အပန်းကိုမြင်လာတာမျိုးတွေအစားရှိနိုင်ပါလိမ့်မယ်အဲ့တော့ကို့မှာလည်းပြုတ်ပြင်စရာမရှိနေဘူးဆိုရင်တော့အဲ့လိုအကြောင်းအရာတွေဖြစ်ချင်မှဖြစ်လိမ့်မယ်ကွာ easy ပဲဝိတ်ချမယ်လို့လည်းပြောထားတယ်တကယ်လည်းဝိတ်ကကြောက်အောင်လုပ်နေပြီဆိုရင်တော့ဘာမှ test တွေဘာမှထပ်ပြီးတော့ test လုပ်ခံရတာမျိုးတွေစမ်းသပ်ခံရရှိမှာမဟုတ်ဘူးဒါပေမဲ့ကိုကငကိုတွေကပေါ့နော်နည်းနည်းလှုပ်လို့ဖြစ်နေတယ်ဆိုရင်တော့ဒေတာတွေစမ်းသပ်ခံရတာမျိုးတွေအပြောခံရတာမျိုးတွေတယောက်ကဝေဖန်ထောက်ခံရတာမျိုးတွေရှိတတ်တယ်ဆိုတဲ့ပုံစံမျိုးကိုတော့ဒီမှာသတိပေးထားတာမျိုးကိုတွေ့ရတယ်အဲ့တော့သူများဝေဖန်မှလောက်ရတာထက်ကိုဝေဖန်ကြည့်ပါကိုလုံနေတဲ့ပေါ့နော်ရည်ရွယ်ချက်တွေပန်းနိုင်တွေရောက်ဖို့အတွက်ကိုတကယ်စူးစမ်းနေတာဟုတ်ရဲ့လားမစူးစမ်းရသေးဘူးဆိုရင်တော့ဒီမေလမှာပြန်လည်ပြီးတော့စူးစမ်းဖို့အတွက်ပေါ့နော်လှုပ်ဆောင်တဲ့နေဆိုတာမျိုးကိုလည်းဒီ message ကပေးထားတာမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ self care message ပေါ့ self care ကကြတော့ကိုဂရုစိုက်ဖို့အတွက်ဒီမေလအတော်တွင်မှာဗာလေးလှုပ်ဆောင်တဲ့နေဆိုတာမျိုးကိုတော့ဒီ message လေးကိုကြည့်လိုက်ပါမယ်အဲ့တော့ self care message ကိုကြည့်လိုက်တဲ့အခါကျတော့ clean your energy fee တဲ့clean your energy fee ဆိုတာဗာလဲဆိုတော့ဒီမှာဆိုရင်လည်းပြထားတယ်အဲ့တော့ကိုယ့်ရဲ့ energy fee ဆိုတော့အရင်ဆုံးအနေနဲ့မှုံတော့ clean your energy fee လို့ပြောရင်ဟာဘယ်နေရာသွားပြီး clean ရမှာလဲဆိုတော့အရင်ဆုံးတော့ကိုယ့်ရဲ့အိတ်ခမ်းလေးကိုယ့်အိတ်တဲ့နေရာလေးကိုယ့်ရဲ့တိုက်ခန်းလေးကိုယ့်ရဲ့အိမ်ငန်းလေးကိုယ့်ရဲ့အိမ်လေးပေါ့အဲ့ဒါလေးတို့အရင်ဆုံး clean လုပ်ပါအဲ့ဒီနေရာလေးရှုပ်ပွားနေတယ်ဆိုရင်လည်း energy တွေကတော့ပေါ့နော်ဒီအဆင်မပြေနိုင်ဘူးအဲ့တော့ကိုတော့အရင်တန်ရှင်းရေးလုပ်ရမှာအဲ့တော့ကိုတန်ရှင်းရေးလုပ်မယ်ပြီးတော့ကြတော့ကိုရဲ့ဒီအခန်းပတ်ဝန်းကျင်တွေတန်ရှင်းရေးလုပ်မယ်တက်နိုင်သူတွေကရှင်းလင်းလင်းနဲ့အမွှေးနဲ့သားလေးတွေနော်မှုကြံလန်းဆန်းလေးဖြစ်အောင်ထားမယ်ဆိုရင်တော့ energy feel လေးက clean ဖြစ်လာလိမ့်မယ်အဲ့တော့အားရတဲ့တိုင်းလေးတွေမှာပေါ့နော်ကိုရဲ့ပတ်ဝန်းကျင်တွေကိုရဲ့ပတ်ဝန်းကျင်တွေရောတန်ရှင်းလုပ်ပေးခြင်းအဖြစ်နဲ့ကိုရဲ့ energy feel လေးကပို့ပြီးတော့အဆင်ပိုပြေလာနိုင်တယ်ကိုရဲ့ energy လည်းပိုကောင်းလာနိုင်ပါလိမ့်မယ်ဆိုတာမျိုးကိုဒီ message ကလာပြီးတော့ပေးထားတာမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒါတော့ fairy angel message ထဲကနေယူထားတာနတ်တငယ်လေးတွေရောကိုဘယ်လိုသတင်းစကားလေးတွေဘယ်လို message လေးတွေပေးချင်တာမျိုးတွေရှိမလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှုံဆက်ပြီးတော့ကြည့်လိုက်ပါမယ်အဲ့တော့emotional healing ဆိုတဲ့ကတ်ကိုလာပြပါတယ်အဲ့တော့ကြတော့ဒီလကလေဒီ group နံပါတ်အခုမှမှုံဆက်ပြီးတော့စဉ်းစားမိသွားတယ်ပေါ့နော်။ဘာလို့ဆိုတော့ကက်လေးတွေကမှုံတစ်ခုချင်းစီဆွဲထားတာမှုံတစ်ခုမှလည်းမကြည့်ရသေးဘူး။ဒါပေမဲ့အခုကက်လေးတွေကြည့်လိုက်တဲ့အခါမှာပထမဆုံး inner chain ကြောင့်ပြောခဲ့တယ်။ကိုယ့်ရဲ့အတွင်းထဲကကလေးလေးကြောင့်ပြောခဲ့တယ်။ပြီးတော့ပေါ့နော်ဒီမှာဆိုရင်လည်းကိုဘယ်လောက်ထိကိုပေါ့နော်ခရီးစကားတွေတည်နေပြီလဲကိုလှုပ်ချင်တယ်ဆိုတဲ့အရာနဲ့တကယ်လှုပ်နေပြီလားဆိုတာကိုပြောခဲ့တယ်။ပြီးတော့ energy feel ကိုလည်း clean လုပ်ခိုင်းတယ်။အခုလည်း emotional healing ဆိုတော့ကိုလည်း healing ကိုလည်း healing ဆိုတော့ကုစားတာကွာ။ကုစားတာကိုပြောချင်တာ။အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ပေါ့နှုံးသားထဲမှာရှိတဲ့ pain တွေစိတ်ဒဏ်ရာတွေအဲ့ဒီຢာတွေအားလုံးကိုလွှတ်ချလိုက်ပါတော့ငါဘသူကြောင့်ဆင်မပြေခဲ့ဘူးငါဘသူကြောင့်နာကျင်ခဲ့ရတယ်ဆိုတာမျိုးတွေကိုလေမထားနဲ့တော့ဘာလို့ဆိုအဲ့ဒီຢာတွေကိုလွှတ်ချမယ်ဆိုတော့မှပဲပိုကောင်းလွှတ်ချလိုက်တော့မှပဲနေရာလွတ်ဖြစ်သွားမှာမျိုးလုံးမှာမြင်တာကိုပြောရမယ်ဆိုရင်ကမှုံတို့ကတက်တာရေးတစ်ခုရှိတယ်ပေါ့ထားပါတော့တက်တာထဲမှာမှုံတို့ကပစ္စည်းအပြည့်ထည့်ထားတယ်ဆိုရင်နောက်ထပ်ပစ္စည်းထည့်လို့မရတော့အဲ့တော့အသုံးဝင်တဲ့ပစ္စည်းတွေမှုံတို့အရင်ဖယ်ဖို့လိုတယ်အဲ့လိုပဲပေါ့ကိုယ့်ရဲ့နှလုံးသားလေးဆိုတဲ့တက်တာထဲမှာအသုံးမလိုတော့တဲ့ခံစားချက်တွေမကောင်းတဲ့ခံစားချက်တွေနာကျင်ဆိုင်ရှိတဲ့ခံစားချက်တွေကိုလွှတ်ချမယ်လို့တွေးလိုက်တာနဲ့ဒါ healing လုပ်ပြီးသားဖြစ်ပါတယ်ဘလို့ကုစားရမှာလဲဆရာမကြီးဆိုတော့လွှတ်ချခြင်းနဲ့ဆိုတဲ့စိတ်ရှိဖို့လိုတယ်ထက်ခါတလဲတွေးပြီးတော့မနာကျင်တော့ဘူးဒါတွေကငါနဲ့မဆိုင်တော့ဘူးဒါဒီအမိုက်တွေတွေးမိတယ်ဆိုရင်ငါနဲ့မဆိုင်တော့ဘူးဆိုပြီးတော့စိတ်ထားနိုင်မို့လို့လိမ့်မယ်အဲ့ဒါမှ healing လုပ်လာနိုင်မှာအဲ့ခါကျတော့မှဘာတွေကိုနေရာလွတ်လာမှာနေရာလွတ်လာတဲ့ခါကျရင်ဘာတွေကိုလက်ခံရရှိမလဲဆိုရင်တော့ blessing တွေပေါ့နော် blessing ကံကောင်းခြင်းတွေချစ်ချင်းမြတ်တာတွေပိုကောင်းတဲ့ຢာတွေကိုလက်ခံရရှိတာမျိုးတွေဖြစ်လာပါလိမ့်မယ်ဆိုပြီးတော့လေဒီ message လေးကပေးထားတာမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီ group number ပေါ့နော်သူတို့သုံးကိုရွေးထားတဲ့သူတွေအတွက်ဒါတော့အချစ်ရေးအိမ်အောင်ရေးပေါ့နော်ချစ်သူကြီးသားရှိတဲ့သူတွေအိမ်အောင်ရှိတဲ့သူတွေ single လေးတွေအတွက်ကိုမှုံဆက်ပြီးတော့ကြည်ပေးသွားပါမယ်အဲ့ဒီတော့ religious factor ဆိုတဲ့ကတ်ကိုလာပြီးတော့တွေ့ရတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့လေအချစ်ရေးအိမ်အောင်ရေးမှာလဲပေါ့နော်အထူးသဖြင့်ကိုနဲ့ဘာသာတူတာမတူတာတွေအခဏပေးဖက်ထားအောင်ဒါပေမဲ့ဘာသာရေးအစုံမနဲ့နေထိုင်လေးကိုယ့်ရဲ့ဒီအိမ်အောင်ရေးအခြေကြီးကပို့ပြီးတော့အဆင်ပြေလေးပေါ့အဲ့တော့ကိုယ့်ရဲ့ချစ်သူကြီးစားပါတနာရှိရဆိုရင်လည်းသူနဲ့ကိုယ်နဲ့မှာပေါ့နော်ဘာသာမတူဘူးဆိုရင်ကုသိုလ်ကောင်းမှုတွေတူလုပ်တာမျိုးတွေလုပ်ပေးစေချင်ပါတယ်ဘာလို့အလှူဒန်းကတော့ဘာသာမဆိုလုပ်မှာပဲလေအဲ့တော့ဘာသာမတူဆိုရင်အလှူဒန်းတွေတူလုပ်တာမျိုးတွေလုပ်ပေးစေချင်တယ်ဘာသာတူတယ်ဆိုရင်တော့ဖျားသွားကြောင်းတက်လေးတွေကအစားအတူတူလုပ်ပေးစေချင်တယ်ဘာကြောင့်လဲဆိုရင်ဒီလိုကုသိုလ်တရားလေးအတူတူလုပ်ခြင်းအဖြစ်နဲ့သူနဲ့ကိုယ်နဲ့ကြားမှာရှိတဲ့ကံကြွေးတွေဝတ်ကြွေးတွေမကောင်းတဲ့
ရဲ့ကံတရားတွေကမှေးမိန်လာပြီးတော့ပိုကောင်းတယ်ဆိုတဲ့အခြေအနေတွေဖြစ်လာနိုင်လိမ့်မယ်ဆိုတဲ့သဘောတရားမျိုးကိုဒီမှာလာပြထားပါတယ်အဲ့တော့ကျမတို့ဘာသာရေးလုပ်တယ်သူတို့ဘာသာရေးမလုပ်ဘူးကျွန်တော်တို့ဘာသာရေးလုပ်တယ်သူတို့ဘာသာရေးမလုပ်ဘူးဆိုတာမျိုးတွေဖြစ်လို့မရဘူးနှစ်ယောက်တူဘာသာရေးလုပ်မယ်ကိုစီကိုကိုရဘာသာရေးကိုဘာသာရေးတွေတခြားလုပ်မယ်ဘာသာရေးအဆုံးအမတွေတခြားလိုက်နာမယ်ဆိုရင်တော့ဒီအိမ်တော်ကြီးတွေအခြေကြီးတာပို့အဆင်ပြေနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတွေးရတယ်နောက်တစ်ခုကကြတော့အကယ်လို့များပေါ့နော်စင်ငယ်လေးတွေအနေနဲ့ကလည်းလေပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ချစ်သူရေးစားပါတနာမရှိနေသေးဘူးဆိုပေမဲ့လည်းကိုက religion ကိုယ့်ရဲ့ဘာသာရေးအရာပေါ့နော်ဘာသာရေးအဆုံးအမနဲ့နေမယ်ဒီနေ့ပေါ့နော်ပြောမယ်ဆိုငါဘာမောတော့ဗုဒ္ဓဘာသာပဲဥမာပေးပါမယ်ကျန်တဲ့ဘာသာရေးအကြောင်းတော့မသိလို့လေငါးပါးသီလလုံအောင်နေမယ်ဆိုရင်ကွာကိုကငါးပါးသီလလုံတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အဆောင်ရှောက်တွေကကိုကိုချစ်မယ်အဆောင်ရှောက်တွေကချစ်တဲ့အတွက်ကြောင့်မလို့ပိုကောင်းတဲ့ပါတနာကောင်းမွန်တဲ့ပါတနာတွေကိုယ့်ဘာတွေပို့ပေးတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကြတော့အဲ့လို religion နဲ့ပေါ့နော်ကိုကနေထိုင်နိုင်နေလေကိုယ့်ရဲ့အခြေရေးကလည်းအရင်ကအဆင်မပြေခဲ့ဘူးတယောက်တည်းဖြစ်နေတဲ့ single ဆိုရင်တော့မှပဲကိုယ့်ရှိကိုကောင်းတဲ့ပါတနာတွေရောက်လာဖို့အတွက်အခွင့်အရေးတွေကရလာပါလိမ့်မယ်ဆိုတဲ့ message မျိုးကိုလည်းဒီမှာလာပြီးတော့ပြသထားတာမျိုးကိုတွေ့ရပါတယ်အဲ့တော့ group number 2အတွက်ကလည်းဒီလောက်ပါပဲမှုံးရင် video group number 3အတွက်ကလည်းဒီလောက်ပါပဲမှုံးရင် video လေးကိုသဘောကျတယ်ဆိုရင်တော့အခြားသူတွေကြည့်လို့ရအောင် like and share လေးလုပ်ပြီးသွားကြပါအောင်เนาะအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်